နေတိုင်းကိုယ့်ရဲ့အချိန်တွေကိုဘယ်လိုတွေကုန်ဆုံးနေကြလဲကောင်းတဲ့အကျင့်တွေနဲ့ကုန်ဆုံးနေကြလားဒါမှမဟုတ်ရင်မကောင်းတဲ့အကျင့်တွေကိုပဲထပ်ခါလုပ်မိနေလားဒီလိုဆိုရင်ကောင်းတဲ့အကျင့်တွေကိုဘယ်လိုမွေးမြူရမှာလဲမကောင်းတဲ့အကျင့်တွေကိုဘယ်လိုဖျက်ရမှာလဲရှားရင်မိကုန်းနေမေးလာကြရရှိရပေါ့နော်ဒီနေ့ဒီဗီဒီယိုမှာတော့ကောင်းတဲ့အကျင့်တွေကိုဘယ်လိုမျိုးမွေးမြူလို့ရလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားပါမယ်အကျင့်ဆိုတာကကိုယ်တိုင်တော့မသိလိုက်ပဲနဲ့နေ့စဉ်နေ့တိုင်းဓမ္မမဟုတ်ရင်မကြာခဏပြုလုပ်မိနေတဲ့အလေးထားတစ်ခုပဲဖြစ်ပါတယ်အကျင့်မှာလေကောင်းတဲ့အကျင့်နဲ့မကောင်းတဲ့အကျင့်ဆိုပြီးတော့ရှိကြပါတယ်ကောင်းတဲ့အကျင့်ကိုမွေးမြူခြင်းရင်တော့ကိုယ်မှာရှိခြင်းနဲ့ကောင်းမွန်သောအလေးကျင့်မှုတစ်နေ့မှာအချိန်အနည်းငယ်သာပေးပြီးတော့တစ်ပတ်စပြီးတော့ဆက်တိုက်လောက်လှုပ်ဆောင်ကြည့်ဖို့လိုပဲပေါ့နော်တစ်ပတ်ကနေနှစ်ပတ်ဘက်ကနေတစ်လစသဖြင့်တည်တည်ချာချာဆွဲမြဲလှုပ်ဆောင်ပြီးတော့အချိန်ကိုမွေးမြူရပါမယ်အဲ့လိုမျိုးတဖြည်းဖြည်းလှုပ်ဆောင်ရင်းနဲ့ဒီအပြုမှုတစ်ခုကကိုယ့်ရဲ့အကျင့်ဖြစ်လာတဲ့အချိန်မှာဆိုရင်တော့ကိုယ့်ရဲ့မသိစိတ်ကနေပဲဒီအကျင့်ကိုဆက်လက်ဆွဲမြဲလှုပ်ဆောင်မိနေပါလိမ့်မယ်ဥပမာဆိုရင်သွားတိုက်တဲ့အကျင့်ကိုမွေးမြူခြင်းနဲ့ဆိုပါစို့သွားတိုက်တဲ့အကျင့်ကိုမွေးမြူခြင်းနဲ့ဆိုရင်ပထမဆုံးဒီနေ့တစ်ရက်ကစပြီးတော့ငါညအေးရမွန်ကန်သွားတိုက်မယ်အဲ့လိုတွေးပြီးတော့တကယ်လဲသွားတိုက်ဖြစ်အောင်တိုက်ပါသွားတိုက်ဖြစ်ပြီးတရက်တိုက်ဖြစ်ပြီးသွားပြီဆိုရင်ဒုတိယမြောက်ရက်အတွက်လဲငါဒုတိယမြောက်တစ်ရက်လဲဆက်တိုက်မယ်ငါတစ်ပတ်အရင်ဆုံးရအောင်သွားတိုက်ကြည့်မယ်မပြတ်မကွက်လုပ်ကြည့်မယ်စသဖြင့်မွေးမြူသွားတဲ့အချိန်မှာတော့ရက်ပေါင်း21ရက်ကြာပြီးရဲ့နောက်မှာအကျင့်ကဆွဲမြဲဖြစ်သွားတယ်လို့သိပ္ပံပညာရှင်တွေကပြောထားရပေါ့နော်အဲ့တော့အချင်းတစ်ခုမွေးမြူဖို့အတွက်ဆိုရင်ရက်ပေါင်း21ရက်ပဲလို့ပဲအဲ့တော့21ရက်စတိုက်လောက်ဟာခက်ခဲလို့တွေးရင်3ရက်အရင်လုံးလုပ်ကြည့်မယ်3ရက်စတိုက်လုပ်နိုင်ပါပြီဆိုရင်4ရက်5ရက်စသဖြင့်စတိုက်လုပ်ကြည့်ရင်လည်းမှာပဲဒီအချင်းကိုမွေးမြူသွားဖို့လိုရပေါ့နော်ကိုယ့်ရဲ့အချိန်အများကြီးကိုပေးဖို့လည်းမလိုဘူးကိုယ့်ရဲ့တနေ့တိုင်းမှာရှိတဲ့အချိန်အနည်းငယ်ကိုပဲပေးပြီးတော့ကိုယ့်အတွက်ကောင်းမယ်ထင်တဲ့အကျင့်လေးတွေဥပမာစာဖတ်တတ်တဲ့အကျင့်တို့ညအိယာဝန်ခံနီးသွားတိုက်တတ်တဲ့အကျင့်တို့စတဲ့အကျင့်လေးတွေကိုတဖြည်းဖြည်းဝေးမြူသွားပြီးတော့မှကောင်းမွန်တဲ့အလေးကျင့်တွေကိုကိုယ်နဲ့အတူအမြဲတမ်းတူရှိနေအောင်လုပ်လို့ရပါတယ်အားလုံးပဲဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကောင်းမွန်တဲ့အလေးကျင့်တွေကိုဝေးမြူနိုင်ကြပါစေနောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကကောင်းတဲ့အကျင့်တွေကိုမွေးမြူတဲ့နေရာမှာ consistent ဖြစ်ဖို့လည်းလိုပါတယ်ဆက်တိုက်လှုပ်ဆောင်သွားဖို့လိုပါတယ်အပြုမှုတစ်ခုကိုဆွဲမြဲစွာမလုပ်ဆောင်မှုဆိုရင်အကျင့်ဖြစ်လာမှာမဟုတ်တဲ့အတွက်ကိုမွေးမြူခြင်းနဲ့ကောင်းသောအကျင့်တွေကိုမွေးမြူနိုင်တာမျိုးဖြစ်သွားနိုင်ပါတယ်ဒါကြောင့်အကျင့်တစ်ခုကိုဆက်တိုက်လုပ်နိုင်သွားဖို့အရေးကြီးပါတယ်ရက်ပေါင်း21ရက်ဆက်တိုက်လုပ်ကြည့်ပါ21ရက်ကျော်သွားရင်အပြုမှုဟာအကျင့်ဖြစ်လာပြီးမသိစိတ်ကနေပဲအလိုလိုအကျင့်ကိုလုပ်မိတော့ပါလိမ့်မယ်